drawing gate လေးအစဆုံးတင်ပေးလိုက်ပါပြီရှင် gate ပေါ်မှာလက်နဲ့ပချီဆွဲတာကအဓိကဘာလို့အလဲဆိုတော့အရေးကြီးဆုံးကတော့စိတ်ရှည်ဖို့ပါပဲရှင်မင်္ဂလာပါရှင် Hello Foodie မွေးနေ့ gate မန္တလေးမြို့ကဖြစ်ပါတယ် gate ပေါ်မှာပုံလေးတွေဆွဲတယ်ဆိုရင်တော့တခြားမွေးနေ့ gate လေးတွေလောက်ရတာထက်ပိုပြီးတော့အချိန်ပေးရပါတယ် gate လုတ်ပြီးတဲ့အချိန်မှာတော့ gate လုတ်တဲ့သူကအကျော်တက်ပါတယ်နော်အရန်ကမှအာယုံစိုက်ရလို့ပါ Hello Foodie ကတော့မန္တလေးမြို့ကဖြစ်ပါတယ်ရှင်မန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ gate လေးတွေလိုအပ်တယ်ဆိုရင် profile မှာတင်ထားတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှာယူလို့ရပါတယ်အဝေးမပို့ပေးဘူးလားဆိုတော့အဝေးတယ်မယ်ဆိုရင်ရေခဲပုံးနဲ့တဲရတဲ့ကိတ်လေးတွေကအထိခိုက်မခံဘူး ice cream လိုမျိုး cream လေးတွေနဲ့လောက်ရတာမို့လို့ပျက်စီးနိုင်တာမို့လို့ customer စီကိုရောက်ရင်ပျက်စီးသွားတယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မို့လို့မန္တလေးမြို့တွင်ပဲပို့ပေးဖြစ်ပါတယ်ရှင်မန္တလေးမှာရှိတဲ့ချစ်ရခင်ရတဲ့သူအတိမိတ်ဆွေတွေရဲ့မွေးနေ့အတွက်မှာချင်တယ်ဆိုရင်တော့အဝေးကနေပြီးတော့ပေါ့နော်ငွေလွှဲပြီးတော့မှာယူပေးလို့ရပါတယ်မိမိစိတ်ကြိုက်မွေးနေ့ cake design size ပုံစံလေးတွေရွေးပြီးတော့မှာယူထားတဲ့ cake လေးကတခြားသူကပြန်ဝယ်လို့အဆင်မပြေတာမို့လို့ cancel လို့တော့မရဘူးပေါ့နော်ဒါကြောင့်မို့လို့မင်းတို့က cake လေးမှာမယ်ဆိုရင်စရန်ငွေလေးလက်ခံပြီးမှပဲorder confirm လုပ်ပေးပါတယ်ရှင်။ဝင်းနေ cake ပြုလုပ်နေဗီဒီယိုလေးတွေကိုနေ့တိုင်းအမြဲတင်ပေးနေတဲ့အကောင့်လေးဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သိချင်တာလေးတွေရှိရင်လည်းမေးလို့ရပါတယ်နော်။ကျေးဇူးပါ